ဒါတို့ဦးတစ်ခုမေးမယ်ဒါတို့အိမ်မြောင်ဆိုတာမြင်ဘူးလားမြင်ဘူးလားဗောတားအိမ်မှာအများကြီးဟလာမင်းတို့အိမ်မှာအိမ်မြောင်နေများအတရှင်းရေးလုပ်လေကွာအိမ်မြောင်မြင်ဘူးပြီဆိုရင်အိမ်မြောင်ဘလို့អော်လဲကွီကွီအဲ့ဒါမြောက်អော်တာကွာကွီဆိုမြောက်អော်တာအိမ်မြောင်အဲ့လိုမဟုတ်ဘူးအိမ်မြောင်អော်တာဦးကပြန်အဲ့လောင်းတော့အေးဟုတ်တယ်ဦးနာကြီးကရင်းနေမခွဲရတယ်ဟုတ်ကွာအေးမင်းပြောတာဖြစ်တယ်နာလို့អော်တဲ့အတန်နဲ့အိမ်မြောင်អော်တဲ့အတန်နဲ့တူပဲကွာအိမ်မြောင်လည်းអော်ရင်ဟိုနာတဲ့လူကလည်းအမလေးဗျာတူပဲနော်ဟုတ်ပြီထပ်မေးဦးမယ်ကွာအိမ်မြောင်တဲ့ကြီးတဲ့အကောင်သိရကြောင်ဟေးဒါပဲမဆိုင်ဘူးလေကွာအမေအိမ်မြောင်ပုံစံတက်ကြောင်ပုံစံတက်ဦးပြောရင်အိမ်မြောင်နဲ့တူတဲ့အကောင်ပြောတာမနေလေဟာမင်းကလည်းကြီးလိုက်တာအဲ့လောက်ကြီးလည်းမကြီးနဲ့လေကွာမိချောင်းတော့တော်ကြီးနေပြီမိချောင်းလောက်လည်းမကြီးနဲ့ကွာအိမ်မြောင်လောက်လည်းမသေးနဲ့အဲ့အပါကောင်တောက်တဲ့တော်ပါဗျာတောက်တဲ့ဟုတ်ပြီအဲ့ဒီတောက်တဲ့ဆိုတဲ့တရားလေးအကြောင်းကိုကြပြဆရာကြီးဖိုးမင်းသူဝင်ကကြပြလေးရေးပေးထားတယ်နော်ဦးတို့တော့လိုက်ဆိုကြအောင်ဒီမင်းပူပူခေါင်းနိုင်ကောင်းကမိုးရီတောင်းတဲ့ကိုအဝါပိန်လာရွယ်လူသူအသားကပျောက်တောက်ကြတာဝါတာတာတဲ့ဆိုတာသူမဟုတ်လားကွဲ့တို့အိမ်နာလဲတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမိုးရေချုံလို့လေတွေလာမိုးပါလေပါတောက်တဲ့ဆိုတာသူမဟုတ်လားကွဲ့တို့အိမ်နာလဲတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမိုးရေချုံလို့လေတွေလာမိုးပါလေပါနေမင်းပူပူကောင်းနိုင်ကောင်းကမိုးရေတောင်းကိုအဝပိန်လာရွယ်လူသူအသားကပျောက်တောက်ကြတာဝါတာတာတောက်တဲ့ဆိုတာသူမဟုတ်လားကွဲ့တို့အိမ်နာလဲတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမိုးရေချုံလို့လေလာမိုးပါလေပါအဲ့ဒီတောက်တဲ့ကြီးអော်တဲ့ထူးခြားချက်ကိုဦးပြောပြဟုတ်တောက်တဲ့ကြီးអော်တဲ့အတန်ကိုရှေ့လူကြီးတွေကနမိတ်ယူပြီးမှတ်ကြတယ်ပထမတောက်တဲလို့អော်တဲ့တန်ကိုမိုးလို့မှတ်တယ်နောက်တစ်ခါဒုတိယအကျိန်တောက်တဲ့လို့អော်လို့ရှိရင်လေလို့မှတ်တယ်ပထမတောက်တဲ့ကမိုးဒုတိယတောက်တဲ့ကလေတတိယတောက်တဲ့ကမိုးအဲ့လိုတောက်တဲ့អော်တိုင်းနောက်ကနေမိုးလေလိုက်မှတ်လို့မိုးနဲ့ဆုံးရင်အဲ့ဒီမိုးရမယ်လေနဲ့ဆုံးရင်အဲ့ဒီလေတိုက်မယ်လို့ရှေ့လူကြီးကသတ်မှတ်တာသိဘူးလားအဲ့တော့ကိုပြန်ဆိုကြနော်နေမင်းပူပူကောင်းနိုင်ကောင်းကမိုးရီတောင်းတဲ့ကိုအဝါပိန်လာရွယ်လူသူအသားကပျောက်တောက်ကြတာဝါတာတာတောက်တဲ့ဆိုတာသူမဟုတ်လားကွဲ့တို့အိမ်နာလဲတကောင်မှာမိုးလေခေါ်ကတနွေလုံးပါ